ငါအချိန်တော်တော်ကြာမိလဲနေခဲ့တယ်ရဲတွေရောက်လာချိန်မှာပဲငါအပြင်ဘက်မှာလဲနေပြီးငါရဲ့ချစ်သူကတော့မိုးရဲခန်းထဲကကျမ်းပြင်ပေါ်မှာတေဆုံးနေခဲ့တယ်တကယ်တော့သူမကငါရဲ့ချစ်သူအစ်မဟုတ်ပါဘူးငါအိမ်အောင်ရှိသူတယောက်ဖြစ်ပြီးလိမ်လည်ဆက်ဆံမှုတစ်ခုထဲမှာရှိနေခဲ့တာပါအဲ့ဒါကဒီအချိန်လေးထိရောက်လာစေခဲ့တာပဲငါနှစ်ပေါင်း30လောက်တိစောက်ထားတဲ့အရာအလုံးဟာအနေနဲ့ရောက်နေပြီးငါကအောင်မြင်တဲ့နည်းပညာစီးပွားရေးလုပ်ငန်းရှင်တယောက်ပါဒီမိုဒယ်ခန်းလေးဟာငါဇလန်းရဲ့အဆုံးဖြစ်သွားနိုင်တယ်အဲ့ဒီတော့မိမိမယ်ငါဒီအချိန်လေးထိဘယ်လိုရောက်လာတာလဲဆိုတာအစကနေပြန်သွားကြည့်ရအောင်အရာအလုံးလမ်းလွဲသွားခဲ့တဲ့အစကနေပါဒါကငါရှိနေပါဒီပြဿနာကနေငါ့ကိုကယ်ထုတ်ပေးဖို့သူမရောက်လာတာငါအဓိကရှိနေကအကြံပေးလို့သူမကိုခေါ်ထားတာပါသူမဟာအမှုတော်တော်များများမှာဘယ်တော့မှမရှုံးဘူးလို့ပြောကြတယ်ငါအမှုအတွက်တောင်အနားယူထားရကပြန်ထွက်လာခဲ့တာငါကမိုဒယ်မှာတယောက်ယောက်ကငါ့ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောခဲ့တယ်ငါမိလဲနေတော့လော်ရာကိုတတ်သွားတယ်ငါကူညီអော်လိုက်ပြီးရဲတွေရောက်လာခဲ့တယ်ဒါပေမဲ့သူမကငါဇလန်းကိုမယုံဘူးသူမပြောတာကမကြသေးခင်ကပျောက်ဆုံးသွားတဲ့လူငယ်တယောက်ရဲ့ဖခင်မှာငါ့ကိုဖျက်ဆီးခြင်းနဲ့ရွေးချက်ရှိတယ်ဆိုတာပဲသူသားပျောက်ဆုံးမှုကိုငါနဲ့ဆက်ဆက်နေတယ်လို့သူကယူဆထားတယ်အဲ့ဒီခါမှာငါကသူမကိုပို့ပြီးအမှန်တရားတွေပြောပြဖို့ဖိအားပေးခံရတယ်ငါသူမကိုပြောခဲ့တဲ့အတိုင်းပဲဒီဇလန်းကိုမင်းကိုပြောပြမယ်ငါအိမ်မှာမဟုတ်ပဲဖဲရဲမှာရှိနေတယ်လို့ငါဇနီးကိုလိန်ပြောခဲ့တယ်တကယ်တော့ငါကဘရဂျာမှာလောရာနဲ့အိမ်အောင်ရေးဖောက်ပြန်မှုလုပ်နေခဲ့တာငါတို့ဘရဂျာရဲ့ရင်းနှီးမြေပြင်တွေကိုကားမောင်းပြီးအတူတူပျော်ရွှင်နေခဲ့တယ်ဒါပေမဲ့နောက်တော့ငါစိတ်မကောင်းဖြစ်လာပြီးရက်တင်တယ်လို့သူမကိုပြောခဲ့တယ်သူမကဆက်ပြီးဆက်ဆံရေးကိုဆက်လုပ်ဖို့အတင်းကျပ်တောင်းဆိုခဲ့တယ်။သူမမှာသူ့ခင်ပွန်းကိုခွဲခွာဖို့အစီအစဉ်မရှိသလိုငါမှလည်းငါဇနီးကိုခွဲခွာဖို့အစီအစဉ်မရှိဘူး။သူမကငါ့ကိုပုံမြင်မောင်းဖို့စိန်ခေါ်ခဲ့တယ်။ငါအမြန်မောင်းလာတဲ့အခါမျက်နှာချင်းဆိုင်ကနေရုတ်တရက်သမင်တကောင်ဖြတ်ပြေးလာတယ်။အဲ့ဒီအချိန်မှာတစ်ဖက်ကကားတစ်စီးကငါတို့ကားကိုဝင်တိုက်ခဲ့တယ်။ငါတို့နှစ်ယောက်လုံးတော့ထိခိုက်မှုမကြီးဘူး။နည်းနည်းပဲဒဏ်ရာရခဲ့တယ်။ဒါပေမဲ့တခြားကားထဲမှာကလေးတစ်ယောက်ရှိတယ်။သူသေဆုံးသွားခဲ့တယ်။ငါတို့အရန်ထိတ်လန့်သွားတဲ့အခြေအနေကအရေးပေါ်ပြဿနာဖြစ်သွားတယ်။ရုတ်တရက်အဲ့ဒီခြေရေးကဘာမှမဟုတ်တော့တယ်လို့ဖြစ်သွားတယ်။ငါဖုန်းထုတ်ပြီးရဲကိုခေါ်ဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့လောရာကချက်ချင်းဖုန်းကိုဆွဲယူသွားတယ်။ငါခေါ်လိုက်ရင်အရာအလုံးဆုံးရှုံးသွားမယ်လို့သူမပြောတယ်။အထူးသဖြင့်ငါပဲဆုံးရှုံးမယ်တဲ့။သူမကအဲ့ဒီနေရာကနေဘာမှမဖြစ်တယ်လို့ထွက်သွားဖို့အကြံပေးတယ်။ငါလည်းသဘောတူလိုက်တယ်။ငါတို့ကားထဲပြန်ဝင်ခဲ့ပေမဲ့ကားကမစတင်နိုင်ဘူး။ငါဆက်ပြန်နှိုးနေတော့မှတယောက်ယောက်ချင်းကပ်လာတယ်။လောရာကချက်ချင်းကားထဲကထွက်ဖို့ပြောတယ်။သူမကအကြံတစ်ခုထုတ်လာတယ်။ငါတို့ကအက်ဆီဒင့်ဖြစ်နေတယ်လို့လုပ်ပြီးအာမခံအချက်လက်တွေလဲလှယ်နေတယ်လို့ဟန်ဆောင်နေတဲ့ကားတစ်စီးရက်လာပြီးမောင်းသူကကူညီဖို့လာတယ်လောရာကငါတို့အဆင်ပြေတယ်လို့ပြောပြီးသူ့ကိုထွက်သွားအောင်ကြိုးစားတယ်။သူကဆက်ပြီးစကားပြောနေတော့ကလေးရဲ့ဖုန်းကညီလာတယ်လောရာကချက်ချင်းကားစီပြန်ပြေးသွားပြီးအာမခံကုမ္ပဏီကလာခေါ်တာဖြစ်မယ်လို့ပြောတယ်။သူမကကျမ်းပြင်ပေါ်ကသွေးစွန်းတွေကိုဖုံးကွယ်ထားတဲ့နေရာမှာရက်နေတယ်။အဲ့ဒီလူကထပ်ပြီးကူညီဖို့ပြောပေမဲ့သူမကမလိုဘူးလို့ပြောပြီးသူ့ကိုပြန်လွှတ်လိုက်တယ်။သူကသွေးကိုမြင်သွားမလားမမြင်သွားမလားသူမမသိချဘူး။ဒီဖြစ်ရက်ကအခြေအနေကိုပိုရှုပ်ထွေးသွားစေခဲ့တယ်။အရာအလုံးအခုတော့ပိုရှုပ်ထွေးသွားပြီးအခုတက်တဲ့တယောက်ရှိနေပြီ။ငါတို့ကအလောင်းကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်တယ်လောရာကကားနေနေခဲ့ပြီးငါကကလေးရဲ့အလောင်းကိုကားနောက်ခန်းထဲမှာထည့်ပြီးမောင်းထွက်သွားတယ်။နောက်ပိုင်းမှာပြန်တွေ့တဲ့အခါသူမကအခြေအနေကပိုဆိုးသွားပြီလို့ပြောတယ်။သူမကကူညီဖို့လာတဲ့တခြားလူတစ်ယောက်နဲ့တွေ့ခဲ့တယ်။သူမကတမင်ကိုတိုက်မိတယ်။တမင်ကပြေးသွားတယ်လို့လိန်ပြောခဲ့တယ်။အဲ့ဒီလူကသူမရဲ့ကားကိုသူ့အိမ်ထိဆွဲခေါ်သွားတယ်။သူ့ဇနီးကလောရာကိုဒဏ်ရာရှိတာတွေ့ပြီးအိမ်ထဲခေါ်ပြီးကူညီပေးတယ်။ဒဏ်ရာကသူမရဲ့လက်ကသွေးတွေကိုသတိထားမိလို့ဖြစ်တယ်။လောရာကရေချိုးခန်းထဲဝင်ပြီးသူမဘော်ကသွေးတွေကိုဆေးချလိုက်တယ်။ဒီအချိန်မှာကားကိုပြန်ပြင်ပေးနေတယ်။အဲ့ဒီဇနီးကသူမရဲ့တူရဲသောသားဖုန်းမကင်တာကိုစိုးရိမ်နေတယ်လို့ပြောတယ်။သူမစိတ်ကူးတွေဆက်ဆက်လာပြီးအဲ့ဒီသားဟာအက်ဆီဒင့်တွေကကလေးဖြစ်နိုင်တယ်လို့သိသွားတယ်။ထိတ်လန့်သွားပြီးသူမဖုန်းကင်ပြီးတခြားခန်းကိုပြေးသွားတယ်။သူမကသားကိုထပ်ခေါ်တဲ့အခါဖုန်းတန်ကအိမ်ထဲကနေပြန်မြည်နေတယ်။အဲ့ဒီအခါသူမတန်တရားဝင်သွားတယ်။သူ့သားကဖုန်းကိုဘယ်တော့မှမထားခဲ့ဘူး။လောရာကကားပြင်ပြီးတာနဲ့ထွက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူကတခုခုမမှန်တာကိုသဘောပေါက်သွားတယ်။သူကကားတွေ့ကြုံရှိသူဖြစ်ပြီးလောရာရဲ့ထိုင်ပုံကတန်တရားဖြစ်စရာလို့ခံစားခဲ့တယ်။သူမထွက်သွားတဲ့အခါလိုင်စင်နံပါတ်ကိုမှတ်ထားလိုက်တယ်။ငါတို့လမ်းမှာပြန်တွေ့ပြီးထွက်ပြေးခဲ့တယ်။ငါကားကိုစာပြည့်ရုံတစ်ခုမှစွန့်ပစ်လိုက်ပြီးကိုကားကိုကိုခံရတယ်လို့အကြောင်းကြားခဲ့တယ်။လောရာကအဲ့ဒီနေ့ကစပြီးဆက်ဆံရေးကိုအဆုံးသတ်ဖို့သဘောတူခဲ့တယ်။ဒါပေမဲ့အဲ့ဒီဖခင်ကသူ့သားတည်ပြီဆိုတာသိနေပြီ။သူကလိုင်စင်နံပါတ်ကိုလိုက်ရှာပြီးငါ့ကိုတွေ့သွားတယ်။ရဲတွေကငါ့ကိုစစ်မေးဖို့လာတယ်။ဒါပေမဲ့ငါရှိနေကအဲ့ဒါကိုပိတ်ပစ်လိုက်တယ်။သူကငါ Paris မှာရှိတယ်လို့ပြောပြီးငါမှာခိုင်မာတဲ့အကြောင်းပြချက်အားလေးပဲရှိတယ်လို့ပြောတယ်။ငါတောင်းဆိုချက်အရငါနာမည်ကိုမှတ်တမ်းကနေဖယ်ရှားပေးခဲ့တယ်။ဒါကဒီလိုဆက်သွားတယ်။အဲ့ဒါကအဆုံးသတ်တဲ့နေရာပဲဒါပေမဲ့လောရာကအဲ့ဒီအမှုကိုမစွန့်လွတ်ဘူး။သူ့ခင်ပွန်းကဘဏ်လုပ်ငန်းရှင်တယောက်ဖြစ်ပြီးသူမလည်းဘဏ်လုပ်ငန်းထဲမှာပဲသူမကသူ့ခင်ပွန်းရဲ့အချက်လက်တွေကိုတုံးပြီးအက်ဆီဒင့်မဖြစ်ခင်ကတည်းကကလေးရဲ့နာမည်နဲ့အကောင့်တစ်ခုတည်းကိုငွေထည့်လိုက်တယ်။အဲ့ဒါကြောင့်ကလေးကထွက်ပြေးသွားတယ်လို့ပုံပေါ်အောင်လုပ်ထားတယ်။ဒီအဖြစ်အပျက်ကသတင်းတွေထဲမှာပြန့်သွားတယ်။ဖခင်ကတော့ငါ့ကိုအရေးကြီးဆုံးနေ့မှာကိုယ်တိုင်လာတွေ့တယ်။ငါကုမ္ပဏီကတရုတ်ဈေးကွက်ထဲဝင်မဲ့နေပဲ။သူကငါ့ကိုမျက်လုံးနဲ့ကြည့်ပြီးဒီကိစ္စနဲ့ငါပါဝင်လာလို့မေးတယ်။သူ့သားဘယ်မှာလဲဆိုတာပြောပေးဖို့တောင်းပန်တယ်ငါဘာမှမပြောဘူး။နောက်တော့ဖုန်းခေါ်တစ်ခုဝင်လာတယ်။အဲ့ဒါကအဲ့ဒီနေ့မှာငါတို့ကိုမြင်ခဲ့တဲ့လူပဲသူကသူ့နှုတ်ပိတ်ထားမယ်ဆိုရင်ငွေလိုချင်တဲ့မိုးထဲမှာ cash နဲ့လာဖို့ပြောတယ်။သူကလောရာကိုဖုန်းကိုချထားခိုင်းတယ်နောက်တော့သူကလောရာရဲ့ဖုန်းကနေငါ့ကို message ပို့လာတယ်။အဲ့ဒီအခါမှာငါတို့ကအဲ့ဒါထောင်ချောက်ဖြစ်နေပြီဆိုတာသိသွားတယ်။ငါတို့ထွက်သွားဖို့ဆုံးဖြတ်လိုက်ပေမဲ့တယောက်ယောက်ကငါ့ကိုနောက်ကနေဆွဲပြီးမှန်ကိုခေါင်းနဲ့ရိုက်တယ်ငါမေ့လဲသွားတယ်။လောရာတည်ဆုံးသွားတယ်။ငါပြန်တတိယလာတဲ့အခါအကူအညီခေါ်တယ်။အဲ့ဒီခေါ်ဆိုမှုကဖခင်စီကလာတာပဲသူကငါ့ကိုလူတက်မှုထောင်ချောက်ထဲထည့်ထားခဲ့တာ။ဒါကငါဇလန်းပဲ။
ဒါပေမဲ့ဒီရှေ့နေကအရန်ခိုင်ပါတယ်သူမဆက်ပြီးစုံစမ်းတယ်သူမကဒီဇလန်းကိုဖန်တီးပြီးငါ့ကိုလွဲချော်အောင်လုပ်တဲ့စုံတွဲရဲ့အစီအစဉ်ကိုသိထားတယ်လို့ပြောတယ်သူမကငါထိမ့်သိမ်းခံထားရတဲ့ဓာတ်ပုံတစ်ပုံကိုထောက်ပြပြီးနောက်ခံမှာဇနီးကိုတွေ့နိုင်တယ်လို့ပြောတယ်သူမကအဲ့ဒီနေ့မှာခင်ပွန်းကဘလို့ဝင်လာပြီးဘလို့ထွက်သွားခဲ့တယ်ဆိုတာကိုလည်းရှင်းပြတယ်ဇနီးရဲ့အကူအညီနဲ့အဲ့ဒီအခါမှာငါသဘောပေါက်သွားတယ်သူမအမှန်တကယ်စုံစမ်းထားတာပဲအခုချိန်မှာသူမပဲငါ့ကိုကယ်နိုင်တဲ့တယောက်ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါလို့ဖို့သူမကအပြည့်အဝအမှန်တရားပြောဖို့တောင်းဆိုတယ်ပြီးတော့သူမကဇလန်းကိုပြန်လှည့်လိုက်တယ်မင်းကမှမဟုတ်ဘူးငါပဲဖြစ်နိုင်တယ်သူမကတစ်ချိန်လုံးအရာအလုံးကိုထိန်းချုပ်ထားတာဖြစ်နိုင်တယ်လောရမရှိတော့တာနဲ့သူမကိုသူမကာကွယ်နိုင်မဲ့သူမရှိဘူးလို့ပြောတယ်သူမကငါဇလန်းထဲကအပေါက်တွေကိုဇက်တိုက်ထောက်ပြပြီးငါ့ကိုအမှန်အတိုင်းဝန်ခံအောင်ဖိအားပေးတယ်သူမကအလောင်းရဲ့ဒီနေရာကိုမေးတယ်ငါပြောလိုက်တယ်ပြီးတော့သူမကဆက်ဖိအားပေးတယ်လောရကိုတတ်နိုင်တာမင်းတယောက်တည်းပဲလို့သူမပြောတယ်ငါကမိုဒယ်တဲကအမျိုးသမီးရဲ့ဓာတ်ပုံကငါအပြစ်မဟုတ်ကြောင်းတက်တည်ပြနိုင်တယ်လို့ပြောခဲ့တယ်ဒါပေမဲ့သူမကအဲ့ဒီဓာတ်ပုံကိုပြင်ဆင်ထားတာလို့ပြောတယ်နောက်ဆုံးမှာငါဝန်ခံလိုက်တယ်ငါလောရကိုတတ်ခဲ့တယ်လို့ပြောလိုက်တယ်လောရာကငါ့ကိုကိုယ်တိုင်တင်ပြပြီးရော်ကြေးပေးဖို့ပြောခဲ့တယ်သူတို့ကငါ့ကိုဖမ်းချင်ရင်ငါကိုယ်တိုင်ဝန်ခံမှသာဖြစ်မယ်လောရာပြောခဲ့ရင်တော့အလောင်းမရှိရင်အမှုမတည်နိုင်ဘူးဒါကြောင့်သူမကဝန်ခံချင်ခဲ့တာအဲ့ဒါကြောင့်သူမကိုဖယ်ရှားလိုက်ရတယ်ပြီးတော့ငါနောက်တစ်ခုလည်းဝန်ခံလိုက်တယ်ငါကားကိုရင်းနှီးနေတဲ့တုံးမချခင်ကလေးကတတိပြန်ရလာတယ်ငါကားဖုံးဖွင့်ပြီးသူ့မျက်လုံးကိုကြည့်လိုက်တယ်အဲ့ဒီခဏလေးမှာပဲငါသူ့ကိုတွန်းချလိုက်တယ်ရှင်းနေကအရန်ကောင်းတယ်သူမကကလေးရဲ့ဖခင်ကိုပြတယ်သူကအဆောက်အဦတစ်ခုထဲကနေငါ့ကိုစောင့်ကြည့်နေခဲ့တယ်သူကအမြဲစောင့်ကြည့်နေခဲ့တာပဲသူတို့ကအရင်ကငါ့ကိုမထိနိုင်ခဲ့ဘူးတရားစနစ်ကအဂတိလိုက်စားထားတဲ့တက်သေးတွေပျောက်ဆုံးနေတယ်နောက်တော့ငါရဲ့တကယ်ရှိနေကဖုန်းခေါ်လာတယ်သူကတက်သေးကိုရှာတွေ့ပြီးငွေပေးပြီးစီးရုံးထားတယ်လို့ပြောတယ်သူမမှာကာကွယ်မှုအစီအစဉ်ရှိတယ်လို့ပြောပြီးကော်ဖီသွားယူဖို့ထွက်သွားတယ်အဲ့ဒီအချိန်မှာငါ့အိတ်ထဲကဘောပင်ကမှင်ယူလာတယ်ငါတေချာကြည့်လိုက်တော့အဲ့ဒါဘောပင်မဟုတ်ဘူးဝိုင်ယာတက်ထားတဲ့စောင့်ကြည့်ကရိယာပဲသူမကငါရှိနေမဟုတ်ဘူးသူမကကလေးရဲ့မိခင်ပဲသူမကငါ့ကိုလုံးဝလှည့်စားထားတယ်အခုဒီကဘာမှာငါ့ကိုကယ်နိုင်တဲ့ရှေ့နေမရှိတော့ဘူးဒီအရာအားလုံးပြီးတဲ့နောက်မှာငါရဲ့တကယ်ရှေ့နေနောက်ဆုံးရောက်လာတယ်အဆုံးထိကြည့်ရှုပေးလို့ Google Movie Recap မှာအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ